Like the morning sun breaks through the night, you came and turned my wrongs to right. I was lost, just drifting out at sea, till your love came down and rescued me. You held my hand through every storm. ဒီနေ့လာရာအမျိုးသမီးလေးတွေအတွက် information လေးတစ်ခုပေးစရာရှိပါတယ်။ဒီနေ့ပြောမှလေးကအရန်လဲအသုံးဝင်တဲ့ပတ်စံလဲတပြားမှမကုန်ဘူးဆိုလို့ရှင်စိတ်ဝင်စားကြတယ်မလား။အားလုံးစိတ်ဝင်စားကြမယ်ထင်ပါတယ်။ကျွန်မအခုလက်ရှိသုံးဖြတ်နေတဲ့ period tracker application လေးပဲဖြစ်ပါတယ်။အဲ့တော့ဒီစိတ်လေးနဲ့ main ကလေးတိုင်းရင်းနှီးလိမ့်မယ်လို့ကျွန်မထင်ပါတယ်။ဒါတို့ feminine watch တွေ pets တွေနာမည်ကြီးပြီးသားဖြစ်တဲ့ local brand တွေဒီရှူရတစိတ်ကထုတ်ထားတဲ့ဒီ period tracker app လေးပေါ့နော်မြန်မာနိုင်ငံရဲ့ပထမဦးဆုံး period tracker app ပေါ့နော် app တွေက language 2မျိုးလဲသုံးလို့ရတယ်မြန်မာဘာသာရောEnglish ကိုပေါ့နော် app ထဲမှာရှိတဲ့ sector အကုန်လုံးကလည်းအကုန်လုံးက free လုံးဝအခမဲ့သုံးလို့ရတာဖြစ်ပါတယ် app တစ်ခုလုံးอ่ะရှူရအောင်လည်းအရန်ကျေးဇူးတင်တယ်မြန်မာနိုင်ငံအမျိုးသမီးတွေအတွက်အရန်ကောင်းမွန်သော app လေးဖြစ်ပါတယ်ကျမတို့ iOS ကော Android ကောဖုန်းနှစ်ခုလုံးမှာသုံးလို့ရတယ်တခြား app တွေလိုမျိုးလားစင်ကြေးတွေနှစ်စင်ကြေးတွေလုံးဝပေးစရာမလိုဘူးလုံးဝပေးစရာမလိုပါဘူးဒါဆိုလို့ရှိရင်ကိုကအလုပ်လဲရှုပ်တဲ့သူဆိုတော့လေ monthly period အတွက် reminder လေးရှိဖို့လိုအပ်တော့အများတန်းအဲ့လို app လေးတွေသုံးဖြစ်တယ်ဒါလေးကတော့ iOS မှာလာ app လေးစဒေါင်းတာကနေအစအဆုံးသိချပြပေးထားပါတယ်ဒီ app လေးနာမည်ကတော့ Shua Care Period Tracker app လေးပဲဖြစ်ပါတယ် app လေးကို down ပြီး register လုပ်လိုက်ရုံနဲ့လာတို့အမျိုးသမီးတွေအတွက်အရေးကြီးတယ် period နဲ့ ovulation tracker ကိုစပြီးတော့အခမဲ့သုံးလို့ရပါပြီ။ဒါစဉ်ပေါ့နော် period လာတဲ့အချိန်မှန်ကန်မှုရှိမရှိနောက်လာမယ့်ရက်ကိုလည်းကြိုတင်တွက်ပေးပြီးတော့ဒါတို့ကိုအသိပေးမှာပဲဖြစ်ပါတယ်။ period time မှာဖြစ်တတ်တဲ့ pains တွေစိတ်ခံစားချက်တွေကိုမှတ်တမ်းတင်ထားနိုင်ပြီးတော့သူက personal nurse လေးတစ်ဖွဲ့queue site ပေးမှာဖြစ်ပါတယ်။ခုနက zoom လုပ်လို့ရတာမေ့ပြီးသေးသေးလေးနဲ့ပြနေရ sorry ပါ။မျိုးသမီးကျန်းမာရေးနဲ့ဆိုင်တဲ့စောင်းပါးတွေအသိပညာပေးတွေကျောင်းရလေးတွေကိုလည်းတင်ပေးထားတယ်ဆိုတော့အလွယ်တကူလည်းဖတ်လို့ရတယ်ဖုန်းထဲမှာလုံးဝမရှိမဖြစ်တောင်းထားတင်ပါတယ်။ water reminder တွေလည်းပါတယ်ဆိုတော့ note လေးတက်လာပြီဆိုသတိတရားရေးလေးလည်းပိုတောက်ဖြစ်လာတယ်။ပိုကောင်းတဲ့အချက်လေးတစ်ခုက period ရက်ပထမဆုံးနေ့မှာနှိပ်ရမယ့် clip လေးကိုနှိပ်ခဲ့မယ်ဆိုရင်နောက်လာတွေလာရမယ့်ရက်မှာရက်ကျော်သွားပြီဆိုလို့ရှိရင်ဒီ Shua Care app လေးကနေပြီးတော့reminder notification လေးတွေပေးတယ်။ကိုဝင်ဆောင်နိုင်ခြင်းမဆောင်နိုင်ခြင်းကိစ္စရက်ဒီမှာအရေးပါတယ်။တာဥကြွေတဲ့ရက်တွေကိုလည်းသူကတွက်ပေးတယ်။တော်တော်လေးဒီ app လေးကအထောက်အကူဖြစ်ပါတယ်။ဒီ Shua ဆိုလို့ရှိရင်လည်း73နှစ်တောင်ကြာပြီပေါ့နော် brand image လေးကပြီးတော့သူ့ရဲ့ quality ဘိုင်းကလည်း premium quality လာတော့လည်းသုံးဖြစ်တာတော်တော်ကြာပြီ။ကိုကစိတ်ချလက်ချရုံကြည်လေးသုံးလို့ရတယ်လုံးဝကျမကြီးထောက်ခံချက်တွေလည်းရပြီးသားပေါ့နော်။သူ့ application လေး download အတွက်လာတော့ဒီနားမှာ scan လေးလည်းထည့်ပေးထားပါမယ်။ free လုံးဝအခမဲ့သုံးလို့ရတယ်မင်းတို့အခုဆိုလို့ရှိရင်ရှူရကမြန်မာနိုင်ငံအမျိုးသမီးတွေအကုန်လုံးအတွက်ပေါ့နော်မေတ္တာနဲ့တကယ်ကိုဒီလို app လေးတွေလက်ဆောင်ပေးတဲ့အတွက်အားလုံးကလည်းဒီ application လေးကိုသုံးကြည့်စေချင်ပါတယ်ရှင်